မင်္ဂလာပါအခုကျွန်တော်ရောင်းချပေးမယ့်ကားလေးက Toyota Reddit 1009 model ပဲဖြစ်ပါတယ် engine power 1.3 နဲ့လာမယ်2 wheel ပေါ့နော် 1.3 2 wheel ဖြစ်တယ်2009ဖြစ်သွားတော့သူက HID မီးတွေဖြစ်သွားမယ်ပြီးသွားရင်နောက်မီးဖောင်းရမှာပေါ့နော်ပြီးတော့ပန်းပန်မီးကြောက်လေးတွေပါမှာပေါ့နော်ဒီကောင်လေးက Reddit ကအတွင်းငန်းကခေါင်းလေးနည်းနည်းမြင့်တော့လေအတွင်းငန်းလေးကြဲကြဲဝန်းဝန်းရှိမယ်ဒါဆိုလည်းဒီကောင်လေးကဟိုအယုစစ်တိုက်ခိုက်လုံးဝမရှိဘူးသူကအမဲအောင်လေးနဲ့လာမှာပေါ့နော်အခုကျွန်တော်နောက်ဖုံးဖွင့်ပြမယ်နောက်ဖုံးဆိုရင်လည်းသူကလေတော်တော်ကိုကျဲတယ်ကာကိုစပိတ်ကတော်တော်ကျဲပြီးတော့အခုကျွန်တော်ဘေးနာချိတ်တွေပေါ့နော်ထုံးစံတိုင်း original ချိတ်တွေပတ်တာတွေတကားပတ်တာတွေမူလီတွေအဖြုတ်တက်မရှိဘူးဆိုတော့ဥစ္စာကိုရေးပြထားတာဖြစ်ပါတယ်ဒါလေးမိတ်ဆွေတို့အနေနဲ့သိသိကြည့်လို့ရအောင်ပေါ့နော်ပြီးသွားရင်သူကနောက်ခန်းကလေတော်တော်ကျတာဗျာကာကိုစပီကလူတော်မှလေနောက်မှထိုင်ပြီးလိုက်လို့ရတယ်နောက်မှတော့လူ2ယောက်3ယောက်လောက်ထိုင်လိုက်လို့ရတယ်မှာဒါသူ့ရဲ့ headroom တော်တော်ကျတဲ့အကြောင်းကျွန်တော်ရိုက်ပြထားဖြစ်ပါတယ်ခေါင်းကတော့အရက်ရှိရဲ့လူကြိုက်တဲ့လောက်ရှိအေးအေးဆေးဆေးစီးလို့ရတယ်နော်သူကထိုင်ကုန်းလေးကိုလည်းအရှိကိုခောက်လို့ရတယ်ပေါ့နော်အခုကျွန်တော်ကစပီယာဘိန်းကန်လို့ကျွန်တော်တေချာရိုက်ပြမယ်စပီယာဘိန်းကန်မှာထုံးစံတိုင်းပဲဂျိုက်တွေခေါက်တွေချိတ်တွေပုံပါမယ်ပြီးတော့ရင်သူရဲ့ sport လေးတွေအစသူ original sport လေးတွေပဲရှိတယ် original ချိတ်တွေပဲရှိတယ်လုံးဝကျွန်တော်တို့ toner တိုက်ထားတာတွေမရှိဘူးပြန်ပြီးတော့ပြုပြင်ထားတာတွေမရှိဘူးစိတ်ပြန်လုပ်ထားတာတွေမရှိဘူးဘေးချိတ်တွေဆိုလဲသူ original အတိုင်းပဲရှိပါလိမ့်မယ်ဗျနော်ဒီကောင်လေးကတော့ကျွန်တော် license လေးတော့နည်းနည်းနှီးပါမယ်ဒီကောင်လေးကိုကျွန်တော်သိန်း638သိန်းရောင်းချပေးမှဖြစ်ပါတယ်ဟို license ကိုပေးမယ်ပေါ့နော်တကယ်လို့များမိတ်ဆွေတို့ကကိုယ့်အသားကို license ဝင်မယ်ဆိုလဲရပါတယ် license ကို short ပေးပါမယ်အလွိုင်းဝေးဖြစ်သွားတော့လေသူကလှတယ်မဲအောင်လေးကတို့ဆိုးပြပြလေးဆိုရင်တော်တော်လှတယ်ပေါ့နော်အမဲကပြီးတော့ side cover တွေကစားလေသူကရောင်နုလေးနဲ့လာပါတော့ရောင်နုလေးနဲ့လာတော့ဖွေးတော့ side cover တွေဆက်တော်တော်တက်တယ်ရယ်ပြီးတော့ရင်ထိုင်ကုန်အစွတ်တွေလေသာစွတ်တွေစွတ်ပေးထားတာပေါ့နော်လေသာစွတ်တွေပါလာသူ original လေသာစွတ်လေးတွေဝယ်ထည့်ပေးတာရယ်ဒီကောင်လေးကမျိုးရဲမှာပဲစီမျိုးပြင်မဲ့စီစားသက်သာပြီးတော့ပါကင်လွယ်တယ်မိသားစုစီကလေးចောင်းကြိုចောင်းဖို့အကျန်းသုံးလို့လည်းရတယ်ချောသုံးလို့လည်းရအခုကျွန်တော် name plate လေးအကြောင်းကိုအနည်းငယ်ရှင်းပြအောင်နော် name plate လေးကိုလူကြီးမင်းတို့အနေနဲ့ကားတစ်စီးကို name plate လေးကြည့်မယ်ဆိုရင်သူ့ရဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဗျာသူ့ရဲ့ chassis number ပါပေါ့နော် SCP 100ဆိုတာ Reddit ဆို SCP 100ပေါ့နော်ပြီးတော့သူ့ရဲ့ engine power ပေါ့နော် engine power 1296ဆိုတာပါမယ်ပြီးတော့ color code 209ဆိုတာပါမှာပေါ့နော်ဒီကောင်လေးကတော့ basic grade ဖြစ်တဲ့အတွက်ကျွန်တော်ကားလေးကတော့ B လေးနဲ့လာမှာပေါ့နော်သူရှိမှာတခြားဟာတွေရှိသေးတယ်ပေါ့နော် G grade တွေပါလည်းရှိသေးတယ် poster နဲ့နော်သူကလာသေးတယ် poster aircon digital နဲ့လာသေးတယ်ဒီ Reddit ကဟိုလူကြိုက်များတယ်မြန်မာနိုင်ငံမှာဆိုရင်လူသုံးတော်တော်များတဲ့ကားထဲမှာလည်းပါတယ်နော်ပြီးတော့ရင်ဒီမှာကျွန်တော်ပတ်မှတ်မိကြောက်လေးပါသေးတယ် second ပြလိုက်တော့အဲ့မိကြောက်လေးလင်းတာပေါ့ဗျာတော့လည်းရိုးစစ်တိုက်ခိုက်တော့မရှိဘူးဒါကကျွန်တော်အတွင်းကန်းလေးကျွန်တော်ပြပါเนาะကျွန်တော်ကားလေးကိုဆက်နှိုးပြမယ်ဒီနေ့ကျွန်တော်နားလေးနည်းနည်းစီးနေတော့စကားသိမပြောနိုင်အောင်ဖြစ်ပါတယ်ဟိုတိခံပြီးတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့သူ့ရဲ့တိုင်ခွက်တွေပေါ့နော် RPN နေပါပါပေါ့နော်မိုင်းလက်ခွက်လေးရတယ်လှတယ် digital လေးနဲ့ပေါ့နော်ပြီးတော့ဒီ Reddit ကလေမိမမသိအောင်ပတ်စံခေါ်လို့ရန်ကောင်းတဲ့ဟာပေါ့နော်သူကအဲ့ unword တွေအများကြီးပါတယ် driver ရှေ့မှာလည်းပါတယ်ဟိုဘက်မှာလည်း unword နှစ်ခုကပါသေးတယ်ဒါဒီဘက်မှာကျွန်တော်ထုံးစံတိုင်းပဲမန်ချိုးမှန်ခောက်ပါမယ်မှန်ချိန်ပါမယ်အောက်မှာမီးချိန်ပါပေါ့နော်ဟုတ်ရင် power window ၄ချက်ဖြစ်မယ် door lock တွေ window lock တွေပါမှာပေါ့နော်ကောင်းလေးကလေတခါတည်းမိတ်ဆွေတို့အနေနဲ့လက်တင်တန်းစီအောင်ပဲအောက်ပိုင်း aircon engine ဘာမှပြဿနာမရှိဘူးဒီမှာကျွန်တော်ပြမှာဒီကောင်ကဟို OD လေးတွေပါလေးကိုဒီကနေကြည့်လို့ရ trip လေးတွေပေါ့နော်ပြီးတော့ရင်နိုင်ချိန်တဲ့ဟာလည်းအောက်မှာတစ်ခါတည်းပါပြီဒါသူများတော့ဟိုတိုင်ခွက်ထိသွားနေစရာမလိုတော့ဘူးဒီကနေလမ်းချိန်လိုက်ရုံပဲ
တော့ဒါကသူ Japan original TV လေးပေါ့နော် Japan original TV ဆိုသူအတိုင်းပဲကျွန်တော်ထားထားတယ်ဘေးမှာလဲသူကဟိုကပ်ဖိုတာနှစ်ခုပါပေါ့နော် space ရတော်တော်ကျယ်သေးတယ်dashboard ပေါ့နော် dashboard ဘာညာရှိမယ်အပေါ်မှာလည်း dashboard တစ်ခုရှိသေးတယ်ပေါ့နော်အဲ့လိုလေးပါအောင်မယ်ပြီးသွားရင်ကျွန်တော်တို့တွေဒီကောင်လေးကိုမိတ်ဆွေတို့အနေနဲ့တင်ငန်းညွန်ပြည်သားလမ်းမှာမြင်မြင်လာရောက်ကြည့်ရှုနိုင်ပါတယ်နောက်မှဆိုတော့သူက3ရက်လောက်ကြကြဝန်းထိုင်လို့ရတယ်မိသားစု9ရက်လောက်က ACC လို့ရတဲ့ကားဖြစ်ပါတယ်ကားလေးကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်399430 9825လေးကိုမိတ်ဆွေတို့အနေနဲ့ဆက်သွယ်ပြီးတော့တန်ငန်းညွန်ပြည်သားလမ်းမကြီးပေါ်မှာပဲလာရောက်ကြည့်ရှုဝယ်နိုင်ပါတယ်ကျွန်တော်တို့တရှိရနေရတော့တန်ငန်းညွန်ဝေဇန္နာလမ်းနဲ့သူမင်္ဂလာလမ်းကြားလေးပေါ့နော်ဟိုဘက်ကတော့ကျွန်တော်တို့ကပေါက်တော်ပြည်သားလမ်းပေါ့နော်ကျွန်တော်တို့ကကျတော့ဒီဘက်တန်ငန်းညွန်ပြည်သားလမ်းမှာရှိပါတယ်မိတ်ဆွေတို့အနေနဲ့ကားလေးတွေဝယ်ချင်တာပဲဖြစ်ဖြစ်ရောင်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်နဲ့ဆက်သွယ်ပြီးတော့ဝယ်လို့ပဲဖြစ်ဖြစ်ရောင်းလို့ပဲကျွန်တော်တို့ကိုဆက်သွယ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့မိတ်ဆွေရောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်